ဝင်းဒုသဗ္ဗမင်္ဂလာယခန္တုသဗ္ဗဒေဝရာမင်္ဂလာအပေါင်းနဲ့ခါညောင်းပြည့်စေနတ်ဒီဝအပေါင်းကဆောက်ရှောက်ပါစေမနက်မိုးထရွတ်ကြမင်္ဂလာအလေးကျင့်ပမာညအိယံဝင်သောခါနမောတတ္တမဂဝတ္တောအရဟတောသမ္မာသမ္ဗုဒ္ဓဇ္ဇာသုံးညရွတ်ဆိုပူဇော်ကြတော်ဝင်တာစိတ်အေးချမ်းသာအိယာနုထမမိမလျောနဲ့ဒီဂါထာနမောတတ္တပါရေတောက်တဲ့အခါအနန္တရေကြာဘူပါဇဘုရားဂုဏ်တော်အနန္တောဓမ္မဂုဏ်တော်အနန္တောတန်ခါဂုဏ်တော်အနန္တောမာတာပိတုဂုဏ်နဲ့အာစရိယဂုဏ်အမြဲမပြတ်သတိတရားပူဇော်လိုက်ပါပူဇော်လိုက်ပါခင်ဗျာမင်္ဂလန္တိအဋ္ဌိကာရဏံဝုဒ္ဓိကာရဏံသမ္မာသမ္ပတ္တိကာရဏံမင်္ဂလာပေါင်းခညောင်းပြည့်စုံသင်္ခန္ဓာယေဒနာတိချေသောဂါထာသင်ယုတ်သင်နံမှုထုံလိုက်ပါသူတော်ကောင်းခန္ဓာနတ်ပေါင်းကစောင့်ရှောက်ခါအနေရဘေးပဒံရန်ဆွဲဤကျရှင်လန်းချမ်းသာမဂ္ဂင်၈ပါးနဲ့အသက်မွေးပါလောကီစည်းစိမ်တောင်းတမလို့ဘုဒ္ဓီ9ပါးမပြတ်ပွားကအနိစ္စလက္ခဏာဒုက္ခနဲ့အနတ္တသိညာသင်္ထံရောက်မြင်မလွယ်ဤကံနိဗ္ဗာန်နဲ့ရာဂကျန်တိလူရှိရမဲ့ဝင်လာဘုရားသာသနာတွင်မှာကြားမကြမကြဆင်းကစောင့်ရှောက်ပြီးသာအရိယာဖြစ်ခါတစ်စစ်နဲ့တစ်စစ်မြင့်ငါဘာဝနာကျင့်ကြလေတခါမင်္ဂလန္တိအဋ္ဌိကာရဏံဝုဒ္ဓိကာရဏံသမ္မာသမ္ပတ္တိကာရဏံမင်္ဂလာပေါင်းခညောင်းပြည့်စုံသင်္ခန္ဓာယေဒနာစီချေသောဂါထာသိယုတ်သိနံမူထုံလိုက်ပါသူတော်ကောင်းခန္ဓာနတ်ပေါင်းကစောင့်ရှောက်ခါအနေရဘေးပဒံရန်ဆွဲဤကျရှင်လန်းချမ်းသာမဂ္ဂင်၈ပါးနဲ့အသက်မွေးပါလောကီစည်းစိမ်တောင်းကြမလို့ဘုဒ္ဓီ9ပါးမပြတ်ပွားကနိစ္စလက္ခဏာ
ဒုက္ခနဲ့အနတ္တသိညာသင်္ခါရောက်မြင်မလွယ်ကနိဗ္ဗာန်နဲ့ရာဂခယံတိအလိုရှိရမဲ့ဝင်လာဖယားသာသနာအတွင်းမှာကြားမကြားစင်အားစောင့်ရှောက်ပြီးသားအရိယာဖြစ်ခါတစ်စင်းနဲ့တစ်စင်းမြင့်ငါဘာဝနာအကျင့်ပညာလေးတစ်ခါ